ကျွန်တော်ရဲ့ဆိုင်အောင်မြင်အားပေးတဲ့ customer ကြီးဒီ squad လေးအကြောင်းကျွန်တော်ပြောပြချင်တော့ဒီ squad လေးကိုမြင်တော့ကျွန်တော်ရဲ့ရင်တော့ကျွန်တော်ရဲ့တငယ်ချင်းတွေ squad လေးကိုတတိယဒီနေ့လေးတွေကကျွန်တော်နဲ့အမြဲတမ်းညှက်လာခဲ့ရပါတော့ကျွန်တော်နှစ်တည်းကြာတယ် pro squad ဆိုလို့ရှိရင်လည်းအများကြီးပဲအရန်ညီတယ်အရန်လည်းပျော်စရာကောင်းတယ်တယောက်နဲ့တယောက်စားလိုက်နောက်လိုက်ဘယ်တော့ပါလဲအများနဲ့တူတူပဲသူတို့တွေကအဲ့တော့သူတို့ဖွဲ့လေးကြည့်ရကျွန်တော်ရဲ့ရှင်တော့ကျွန်တော်တငယ်ချင်းတွေတောင်းကျမ်းခဲ့ဆိုခဲ့တဲ့အချိန်တွေသိရမယ်ပါအဲဆိုရလို့ပဲ group လိုက်နေဖွဲ့လိုက်နေဆိုးတွေတောင်းကျမ်းနေကောင်းတာတွေလည်းတူလုပ်ခဲ့တယ်ဆိုးတာတွေတူလုပ်ခဲ့တယ်ဒီနည်းလေးတွေကတော့ကျွန်တော်ဒီနည်းလေးတွေကိုအကြိုက်ဆုံးချက်ကဘာလဲဆိုတော့ကျွန်တော်တို့နှစ်တင်မှာကျွန်တော်တို့ရဲ့ပြိုင်ဖက်ကြောင်ကျွန်တော်တို့မနိုင်ခဲ့ဒါပေမဲ့ဒီနည်းလေးတွေနှစ်မှာဒီနည်းလေးတွေကကျွန်တော်တို့ရဲ့ပြိုင်ဖက်ကြောင်အနိုင်ခဲ့အဲ့တော့ဆိုလို့ရှိရင်ကျွန်တော်အရန်သဘောကျတော့ဒီနည်းတစ်ဖွဲ့လုံး2023လောက်ချန်ပီယံဖြစ်လို့ရှိရင်ဒီတင်းလုံးဆိုင်မှာ free လာညှက်လို့ရတယ်ဆိုရင် post လေးတင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီညီလေးတွေ group ကိုလည်းအရင်တော့ online ကြီးပြန်မြင်ချင်ပါတယ်ဘာလို့လဲညီလေးတွေကအခု overseas ရောက်တဲ့သူတွေကရောက်ကိုလုပ်တွေနဲ့ကိုကြောင်းတွေနဲ့ကိုသွားနေကြကိုလန်းကိုသွားနေကြတဲ့အချိန်မှာဖွဲ့လေးတွေကကျွန်တော်တို့ပဲဖြစ်လာခါကြအရင်တော့ group လိုက်ကြီး online ကြီးပြန်မြင်ချင်ပါတယ်ကျွန်တော်ရဲ့ right customer ကြီးလေး